ကျွန်တော်အပြစ်ကိုဘာလို့ထက်ခါလုံနေကြတာလဲပြောဗျာတိလမ်းနေကောင်မတော့ဒီ sin conscious ကကိုပြန်လို့လှုပ်စေတာမကြီးအပြစ်သားဆိုတဲ့အတွေးအခေါ်ရှိနေတဲ့ရွေ तू ကအပြစ်ကိုလှုပ်ချင်တာဆိုဖယားကတင့်ကိုဂျေဇုကိုမကြည့်နော်ဒါအရေးကြီးသွားပြီတင်းအပြစ်ပြုတ်နေစဉ်မှာပင်လင်ဘာဖြစ်လို့ဖယားဂျေဇုပြုတ်နေတာလဲအပြစ်ကိုအားပေးနေတာမဟုတ်ဘူးအပြစ်လုံနေတဲ့အချိန်မှာပင်လင်ဖယားသခင်ကကိုခွင့်လွတ်ပြီးတော့မှဂျေဇုပြုတ်နေတဲ့အရာအားလုံးကဒီအပြစ်ကိုမစင်စားတော့ဘဲနဲ့ဖယားရဲ့ကောင်းမြတ်ခြင်းကိုစဉ်းစားဖို့သူကတင်ပေးနေတာမရသေးဘူးထင်တယ်ကျွန်တော်နည်းနည်းပြန်ပြောချင်တယ်ယောမခန်းကြီး9အောင်မြန်လေးသွားအငယ်16ကောင်နဲ့စကြည့်အောင်ထိုမှတပါလူတယောက်သည်ပြတ်မာသောကြောင့်ထိုတယောက်သောသူအပြင်တေခြင်းတရားသည်အစိုးရ၏ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်းဖြောင့်မတ်ရာသို့သွေးမိတော်မူခြင်းကို၎င်းခံရသောသူသည်တယောက်သောသူသည်ဟုသောကျေးဇူးတော်၏ကြွယ်ဝခြင်းဒါလေးမှတ်ထားကျေးဇူးတော်၏ပါလေကြွယ်ဝခြင်းကို၎င်းဖြောင့်မတ်ရာသို့သွေးမိတော်မူခြင်းကို၎င်းခံရသောသူတို့သည်တယောက်သောသူသည်ဟုသောယေရှုခရစ်အပြင်အသက်ရှင်လျက်တာ၍စိုးစံရကြလတ္တအသက်ရှင်လျက်ပါလေတာ၍စိုးစံရတာ၍အသက်ရှင်လျက်တာ၍စိုးစံရကြလတ္တဆက်သွားထို့ကြောင့်တယောက်သောသူ၏ပြစ်မှားခြင်းအပြင်လူအပေါင်းတို့သည်အပြစ်စီရင်ခြင်းနှင့်တွေ့ကြုံရသည့်နည်းတူတယောက်သောသူ၏ဖြောင့်မတ်ခြင်းအပြင်လူအပေါင်းတို့သည်အသက်နှင့်ရှင်သောဖြောင့်မတ်ရာသို့ရောက်ခြင်းအခွင့်ကိုရကြ၏ဆက်သွားအကြောင်းမူကားတယောက်သောသူသည်နားထောင်သောအပြင်နားမထောင်သောအပြင်လူများတို့သည်အပြစ်ရောက်သည့်နည်းတူတယောက်သောသူသည်နားထောင်သောအပြင်လူများတို့သည်ဖြောင့်မတ်ရာသို့ရောက်ကြရ၏ဆက်သွားထိုမှတပါပညတ်တရားသည်တဖန်ဝင်သဖြင့်ပြစ်မှားသောအပြစ်ပွားများ၏သို့တော်လည်းအပြစ်ပွားများသည့်အရာမှာကျေးဇူးတော်သာ၍ကြွယ်ဝ၏ဒီ generation အဲ့ဒါမသိလို့မရအောင်ဒါပေမဲ့တို့ဘာတွင်တင်ခဲ့လဲအပြစ်ပွားများရင်အပြစ်များလုပ်ရင်ဘာဖြစ်လဲအပြစ်များလုပ်တို့ဘထင်လဲဘုရားဆုံးမခြင်းလည်းများလာမယ်တေချာနာထောင်ပြီးတော့ဒါကနားမလဲရင်ရှုပ်ထွေးစရာအများကြီးပဲโอเคကျွန်တော်ပြောပြီးသွားပြီအပြစ်ပွားများသည့်အရာမှာဂျေဇုတော်တာ၍ကြွယ်ဝတယ်တဲ့ဘာလို့လုံနာလဲပြောညီကောင်မောင်မတော့မင်းအပြစ်ဘလောက်ပဲလုံမင်းကအပြစ်ကြောင်းစဉ်းစားမှာမဟုတ်ဘူးမင်းကဂျေဇုတော်တာ၍စဉ်းစားရမှာနေရသေးညီကောင်မောင်မတော့မရသေးဘူးတချို့ကရတော့ရပြီတချို့ကမရသေးဘူးဘာပဲစဉ်းစားနေဆို तू အပြစ်လုံဒဏ်ခါရမယ်အပြစ်လုံရင်ဒဏ်ခတ်ခါရမယ်ဟလာဆယ်ဘရုပေးတာမှားရင်မိလောက်မယ်အိမ်မိလောက်မယ်ဆယ်ဘရုပေးတာမှားရင်ကားတိုင်းမယ်အဲ့ဒါပဲသူတို့ယုံတယ်တခုဖြစ်ပြီဆိုရင် sorry ဖျက်ခွင့်လို့ဖျက်ခင် sorry no အဲ့ဒါဂျေဇုတော်နားမလဲတဲ့အဖွဲတွေကအဲ့ဒါတောလဲနေတဲ့အဖွဲတွေတောလေရာကြံအခုကရွာလေရာကြံတို့ကာလာပြီးသွားရင်ကြံတကြံပေါ်လာမယ်ရွာလေရာကြံရွာလဲနေတာအပြစ်ပွားများတဲ့အရာမှာစီရင်ချင်းပိုပွားများတယ်လို့တို့ကထင်နေတယ် no အပြစ်ပွားများသည့်အရာမှာဂျေဇုတော်တာ၍ကြွယ်ဝတယ်ဘာဖြစ်လို့ဂျေဇုတော်တာ၍ကြွယ်ဝလဲဆိုတော့မင်းကအပြစ်များလေမင်းအပြစ်သားလို့ထင်လေအဲ့ဒီဟာကိုဖះမကြိုက်တာမင်းအပြစ်ကမင်းကိုလွှမ်းမိုးနေတာကမင်းကအပြစ်လုပ်တိုင်းအပြစ်သားလို့ခံယူလို့မင်းကအပြစ်ထဲကနေမင်းမထွက်နိုင်တော့တာဟယ်လိုရစီချင်းတယ်ဗျာရစီချင်းတယ်အပြစ်လုပ်လေဘာဖြစ်လေငါမကောင်းဘူးဆိုတာဖြစ်သွားပြီဂျေဇုတော်ကြတော့ဒီလိုလာတယ်မင်းမှားသွားတယ်ဟုတ်တယ်ဒါပေမဲ့ငါဒီမကောင်းဘူးဆိုတာဟုတ်ပေမဲ့ယေရှုအပြင်ငါကောင်းသောသူဖြစ်တယ်ဆိုတော့ပြန်စဉ်းစားတော့ဘုရားကြိုက်တယ်ဘုရားဖြစ်နေတယ်ဘုရားတည်ထားပြီးသားအခုဒီမှာရှိတဲ့ဖွဲ့တွေကခဏနေဒီအခုကောင်းကင်တမန်လေးလို့နေပြီးတော့နောက်ခဏနေကြရင်ဘယ်ကိစ္စနဲ့ဘယ်လိုမျိုးထားပြီးတော့ဖြစ်အောင်မလဲ I don't know but God knows ဟုတ်ပြီနော်ဒီမှာကောင်းကင်တမန်လေးတွေခဏနေအချိန်နေမြင့်မြတ်ကြောင့်ဘလူးရုပ်ပေါက်မဲ့အဖွဲ့တွေ
ရှင်းနိုင်တယ်ရုပ်ပေါက်ပြီမယ်ကိုတိရမယ်ငါဘာတူလဲတဲ့ငါဘာတူလဲတဲ့မင်းရဲ့လောက်ရမားပြီမယ်မင်းသိထားမယ်အရာကမင်းလောက်ရမားနေပြီမယ်မင်းကဖြောက်မှတ်တော်သူဖြစ်တယ်ဆိုတော့မင်းသိဖို့အရေးကြီးတယ်ငါသားမင်းကဂျေစုပြုတ်နေတာကမင်းကဂျေစုပြုတ်နေတာကအပြစ်သားကိုငါဂျေစုပြုတ်နာမမင်းကဖြောက်မှတ်တော်သူဖြစ်တယ်ဆိုတော့ငါပေါ်ရသိလာအောင်ငါဂျေစုပြုတ်နေတာအပြစ်ပွားများတဲ့အရာမှာဂျေစုတော်တာ၍ကျွယ်ဝတယ်ဆိုတာမင်းအပြစ်ပွားများအပြစ်ကြောင့်စဉ်းစားမှာမဟုတ်ဘူးအပြစ်ပွားများတဲ့အချိန်မှာဂျေစုတော်တာ၍မင်းစဉ်းစားဖို့ငါကအပြစ်ဘလောက်များစေငါရဲ့ဂျေစုတော်တာ၍ကျွယ်ဝလို့ပြောတဲ့ခါမှာသင်ဘာကိုစဉ်းစားမှာလဲဆိုတော့အပြစ်ထက်ဂျေစုတော်တာ၍စဉ်းစားတတ်လာတဲ့သူကပဲအပြစ်ကိုပြန်နိုင်ရတဲ့ခွင့်ကိုရသွားတာအဲ့တော့ဘာပြောလဲ renew your mind Okay ငါမှားသွားတယ် Okay ငါမှားသွားတယ် Okay ငါမှားသွားတယ်ဒါပေမဲ့ငါကအဲ့လိုအမြဲမှားနေမဲ့ကောင်မဟုတ်ဘူးငါကဖယားသားငါကဖြောင်းမတော်သူငါတရှင်းတော်သူငါဘုံတော်ထင်ရှားမဲ့သူငါရဲ့အတည်နေဟာမွေးပြတဲ့ခွင့်ကိုပြင်ဆင်ပေးမယ်အတတ်တော်ငါ့ဖယားပြင်ဆင်ထားပြီးသားငါကဖယားလက်ထဲမှာရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်ငါ့ကိုဖယားကမှဆွဲချလို့မရစေအောင်ဖယားလကားကြီးယေရှုပြုနာမဟုတ်ဘူးဟာဖယားတကယ်အပြစ်သားကိုယေရှုပြုတယ်ပေါ့နှုတ်ငါအပြစ်သားကိုယေရှုပြုတာမဟုတ်ဘူးမင်းကငါဂျေစုပြုနေတာ။အော်ခင်ဗျာ။မရတယ်။အပြစ်သားကိုငါဂျေစုပြုတာမဟုတ်ငါမင်းကိုဂျေစုပြုနေတာ။ဘာကြောင့်လဲဆိုတော့မင်းကအပြစ်သားမဟုတ်တော့ဘူး။မင်းအပြစ်လုပ်တိုင်းငါအပြစ်သားလို့မတတ်မှတ်နိုင်ဘူး။မင်းကယေရှုရဲ့သွေးတော်နဲ့ရွေးဝယ်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မင်းကဖယားသား။မင်းရဲ့လောက်ရက်ကမင်းကိုမလှည့်စားစေနဲ့။မင်းရဲ့လောက်ရက်ကိုမင်းနိုင်ခြင်းမင်းဖြစ်ခြင်းကိုမင်းသိအောင်ပြန်ပြန်မတော့ငါ remind လုပ်ပေးပဲဘာနဲ့ remind လုပ်လဲဂျေစုပြုခြင်းနဲ့ remind လုပ်တယ်ရလားမသိဘူးဘောင်းရဖယားတကယ်အပြစ်ကိုကြိုက်တယ်ဖယားမဟုတ်တာအပြစ်ကိုအတကုံမုန်းတဲ့ဖယားယွန်းတဲ့ဖယားကြီးအပြစ်ကိုဒါပေမဲ့အပြစ်ပွားများသည့်အရာမှာဂျေစုတော်တာ၍ကြွယ်ဝတာတစင်တမနာရလားမသိဘူး good အပြစ်ပွားများတယ်လို့ဘာလို့တတ်မှတ်နိုင်တာလဲလာပြီအပြစ်ပွားများသည့်အရာမှာအပြစ်ပွားများသည့်အရာမှာဒါဆိုအပြစ်ပွားများတယ်ဆိုတာကဘယ်လိုသိနိုင်တာလဲပြည့်ညတ်တရားမရှိဘဲနဲ့အပြစ်တရားမရှိဘူး come onတစင်တမနာရလားမသိဘူး very good English, can I go deeper? Okay. အပြစ်ပွားများတဲ့အရာမှာဂျေစုတော်တာ၍ကြွယ်ဝတယ်ပြောချင်တာပါလေမင်းအပြစ်လုပ်တိုင်းမင်းကအပြစ်သားလို့ကို focus လုပ်တော့ငါမကြိုက်ဘူးတပေါင်းရဲ့ဆိုဖခင်ပြောနေတာတော့လာငါမတော်ရပါဗျာ Noမင်းအပြစ်လုံးမိတိုင်းမင်းကအပြစ်သားလို့မင်းသတ်မှတ်တာငါမကြိုက်ဘူးလေမင်းအပြစ်လုံးမိပါတယ်ငါတီးပါတယ်ဘယ်သူမှမသိဘူးလေငါတီးပါတယ်ပေါ့နော်သူကဒါပေမဲ့ငါမင်းကိုယေရှုပြုတယ်ငါယေရှုပြုတယ်တဲ့မင်းကိုဘလိုင်းနဲ့ဒါပေမဲ့ဘလိုင်းလို့ပြောရင်တော့အမှားသွားပြီဘလိုင်းယေရှုပြုတယ်ဖေရမဟုတ်သူ့မှာအကြောင်းရှိတယ်သူ့မှာအကြောင်းကရှယ်ရှိတယ်ဘာလို့လဲတဲ့မင်းကိုမင်းသိအောင်ငါယေရှုပြုနာဟမ်မင်းကိုမင်းသိအောင်ငါယေရှုပြုနေတာငါအိမ်မှာမင်းကပေါက်ကရလုပ်တယ်မင်းဒါမဲ့ငါမင်းကိုယေရှုပြုတယ်ကွာငါအိမ်မှာနေနေတဲ့မင်းကိုငါယေရှုပြုဘာကြောင့်ဆိုမင်းကငါသားလေဘာလို့လဲမင်းဟိုကောင်ကလေအဖေရဲ့ဥစ္စာတွေအကုန်ယူတော့ဒုံးသွားတော့ဒီကောင်ပေါက်ရတယ်အကုန်လုံးလို့စောပြတ်တာပြီးတော့ဝတ်ချန်ထဲကနေနာဆော်တော့ပြန်လာတာဒါပေမဲ့တွေ့ချင်းမှာသူကဂျေစုပြုတ်လိုက်ပြီလုံးဝပွဲဖတ်လိုက်ပြီ
ပြီးတော့ရေးပဲသွားချိုးပေးအောင်နဲ့မင်းဖတ်ပြီးမှနော်ရေးပဲသွားကြွားချိုးစမ်းကွာတဲ့မင်းအဝတ်စားတွေရှယ်ဝတ်ပေးလိုက်တယ်ပြီးတော့ဖက်နက်တွေခြေစွပ်တွေအကုန်လုံးဆွတ်ပေးလိုက်ကွာတဲ့အကိုကြီးတွေဒါဘာသာရေးအကိုကြီးတွေပေါ့မကျင်တော့ဘူးအစားစားလို့ကွာမင်းတဲ့ကောင်ထိုက်တန်လားပါလေမင်းဒါနဲ့ထိုက်တန်လားပြောဒါကိုကြီးတွေရှိတယ်ကိုကြီးတွေဒေါက်တာဘွဲ့တွေရတယ်ဘွဲ့ဘာလို့ပြော sorry ကိုကြီးတွေရှိတယ်မချိုက်ဘူးကိုကြီးတွေမချိုက်ဘူးပြောတော့သားလေးဝရှန်ထဲကနေပြန်လာပြီးတော့မှဝတ်စားကောင်းနေဝတ်အသက်ကြီးလေပေါ်နုလာလေဖြစ်ဟာကိုကြီးတွေကြည့်မရအောင်ကိုကြီးတွေမရဘောလဲကွာဒီကောင်ဆွဲကြိုးတွေပါလေဘောလဲကြည့်မရဘူးပွဲတွေပါစီစဉ်ပဲသူကြည့်မရတော့ဘာလို့ကြည့်မရတာလဲဆိုတော့ဟာကျွန်တော်ဖွင့်ပြချင်းခါတော့ကျွန်တော်ပြောနေတယ်အကြခင်ဗျမကြည့်ဖြစ်ဟိုအကိုကြီးကတော့ဗာပြောလဲသူနဲ့တန်လားဟမ်အိမ်တော့ဘာကောင်းကြောမှမပေးတဲ့ကောင်အဖေပတ်စံနေထိုင်ဖြုံပေါက်ခဲ့အကုန်လုံးပြန်လာတယ်ဒီကောင်ယောဂတော့ပါနိုင်သေးတယ်ဒီကောင်ပွဲနဲ့တန်လားကြောက်စိမ့်တွေလောကမှာကြောက်စိမ့်လောကတွေလောက်ပြီးတော့မှဘာကျမ်းစာကြောင်းမှမတတ်ပဲနဲ့ဒီမှာတရားလာဟောနေဆရာရှောင်းငါဆရာမခေါ်နိုင်ဘူးကွာလို့အကိုကြီးတွေပြောမှာမခစ်တဲ့ကိုရမပြောဘူးဘာသာခစ်တဲ့ကိုရလေကျမ်းကြောင်းမှမပြီးတာခစ်တဲ့ကိုရလေဝက်ရှန်ထဲလာတဲ့ကောင်မဆိုတူတူပဲအကုန်လုံးနားလည်းပဲဆိုအကိုကြီးမချင်တော့ဘူးဒီကောင်ကထိုက်တန်လို့လားမင်းထိုက်တန်လို့လားဘာနဲ့ပေတိုင်းနဲ့တိုင်းတာလဲထိုက်တန်တာအကျင့်နဲ့တိုင်းတာဟိုအကိုကြီးအကျင့်နဲ့တိုင်းတာအဖေကတော့အကျင့်နဲ့မတိုင်းဘူးအကျင့်နဲ့တိုင်းတာဟာလေလုယာဟာလေလုယာကျွန်တော်တို့ဖခင်ရဲ့မြစ်တာကိုနားလေလာလေတို့ကဒီလိုတက်သွားတာတစိမ့်တို့မဟုတ်ဒီလိုတိုက်နေနေတယ်ဒီလိုကြီးတွေတက်သွားတာဒီလိုလေးတက်သွားတာ live ကအဲ့လိုကြီးတက်သွားတာအဲ့လိုတက်သွားတာအဲ့တော့မခံစားနေတာကိုကြီးတွေက sorry ပဲကိုကြီးတွေအကိုကြီးတွေရေလက်တင်းနေမလုံးနဲ့နားထောင်နေတဲ့ရေလက်တင်းနဲ့ဆွဲနေပြီဒါမဲ့ကြည့်လိုက်အကိုကြီးတွေလုံးဝမချင်တတ်ပဲအဖေကတော့ဟဲ့ကလေးတွေရတဲ့သူတို့အကုန်လုံးသွားယူပေးစမ်းကွာတဲ့ငါမကြည့်ရဘူးသူတဲ့ဒါမဲ့ဘာလို့ခဲလဲဆိုစိတ်ဝင်စားအောင်သူ့ရဲ့ဖြစ်ချင်းအမှန်ကိုတိတော့ပြန်လာတာအဖေရတဘောကြတာသူ့ရဲ့ဖြစ်ချင်းအမှန်ကိုမသိတဲ့ကောင်ဝက်ချန်ထဲနဲ့ပြန်မထွက်လာတော့အဲ့မှာပဲလမ်းဆုံးသွားတာ no ငါကဝက်ချန်ထဲမှာအသက် social မစင်းရတာမဟုတ်ငါကအဖေရတာတထေးတာတင်တဘောပေါက်မှာတင်ဘလို့ချင်းနေမျိုးမှာပဲရှိပါစေ you must know who you are in Christ you are a child of God